Hello တောင်ကြီးသူတောင်ကြီးသားတို့ရေဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့တောင်ကြီးမြို့မှာနေထိုင်နေတဲ့သူတွေအားလုံးနဲ့သက်ဆိုင်နေတဲ့အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်နေလို့ဒီဗီဒီယိုလေးကိုဖန်တီးလိုက်ပါတယ်။ရေထွက်ကန်နေဆိုတာသဘာဝပတ်ဝန်းကျင်အတွက်အရေးပါတယ်လို့တောင်ကြီးတစ်မြို့လုံးမှာနေထိုင်နေကြတဲ့သူတွေအားလုံးအတွက်လည်းအရေးကြီးတဲ့ရေကန်တွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တောင်ကြီးတစ်မြို့လုံးကမြေအောက်ရေကိုပဲအားထားနေရတဲ့အပြင်မိုးရေစိမ့်ဝင်တဲ့နေရာတွေကလည်းအရန်ရှားပါလာတဲ့အတွက်ရေထွက်ကန်တွေကသာလည်းရေစိမ့်ဝင်နိုင်ရန်နဲ့တောက်သုံးရေရရှိဖို့တခုတည်းသောအခွင့်အလမ်းဖြစ်ပါတယ်ဒီလိုလမ်းလေးတွေဒီလိုတစ်ပင်တွေအပြင်ရေထွက်တော်တွေဆိုတာရေထွက်ကန်တွေကိုရေထိန်းတော့အဖြစ်အထောက်အပံ့ပေးနေတဲ့အတွက်တခြားသောအခြေအနေတွေပြောင်းလဲမသွားဘဲနဲ့သူ့တဘာဝလေးအတိုင်းရှိနေအောင်ထိန်းသိမ်းဆောင်ရှောက်ဖို့အတွက်လိုအပ်နေပါတယ်လူတွေသိမသိသေးတဲ့အချက်တစ်ခုကတော့ကမ္ဘာမြောက်ဘက်ပိုင်းအလွန်အေးခဲတဲ့ဒေသတွေကဆောင်းခုံငတ်တွေဟာဆောင်းတွင်းကာလမှာအင်းလေးကန်အပြင်တောင်ကျောင်းကြီးခနိုင်ကန်တွေပေါ်မှာလေလာရောက်နောက်ကိုလေးရှိပါတယ်။ဒါဟာတောင်ကြီးမျိုးအတွက်တဘာဝအပေးတဲ့အဘိုးတန်လက်ဆောင်တစ်ခုဖြစ်ပါတယ်။ဒီရေကန်မှာခုရက်ပိုင်းကြာသိနေရတာကစီးပွားရေးဆိုင်ရာအဆောက်အဦတွေဆောက်လုပ်မယ်ဆိုတဲ့အကြောင်းအရာဖြစ်နေတဲ့အတွက်ဘာကြောင့်မလုပ်သင့်လဲဆိုတဲ့အချက်ကိုအများသိအောင်ပြောပြခွင့်ပြုပါနော်။ဒီစီးပွားရေးအဆောက်အဦနဲ့အတူပါလာမယ်အေးထွက်ဆိုကြိုးတွေအိမ်သာမိလာရေဆိုးတွေကြောင့်မတန့်ရှင်းတဲ့ရေတွေအမိုက်တွေရဲ့နောက်ဆက်တွဲပြဿနာတွေကရေကန်ကိုဆူဆူဝါးဝါတိကျပျက်စီးစိတ်မှာသိချပါတယ်။ဒီရေဆိုးတွေကမြေအောက်ရေစိမ့်ဝင်ရမှာရဲ့ကြီးမားတဲ့အနောက်ရှက်ကိုဖြစ်ပေါ်စေပါတယ်။တောင်ကြီးသူတောင်ကြီးသားမှန်ရဲ့အထက်ကနဲ့တောင်ကျောင်းကြီးကနိုင်ကန်ကိုမသိတဲ့သူမရှိသလိုဒီရေကန်ကိုမလာဘူးတဲ့သူဆိုတာလည်းမရှိသလောက်နေတာကြောင့်တောင်ကြီးမြို့ကြီးရေရှည်တည်တံ့စေဖို့အတွက်ဒီရေကန်ရင်းမြစ်ကိုတဘာဝအတိုင်းထိန်းသိမ်းဆောက်ရှောက်ဖို့ဆိုတာအားလုံးမှာတာဝန်ရှိပါတယ်။တကယ်လို့ဒီရေကန်ကြီးအပြင်တခြားသောရေထွက်တွေပါပျက်စီးသွားမယ်ဆိုရင်တော့လာမယ့်9နှစ်အတွင်းမြေအောက်ရေခန်းချောက်ပြီးတော့ရေတူးတိုင်းလည်းမထွက်နိုင်တဲ့နေရာတွေပုံပုံများပြားလာမှာဖြစ်ပြီးတော့ရေဝယ်သုံးဖို့တော့မလွယ်တော့တဲ့အလွန်စိုးရိမ်စရာအခြေအနေကသိမကြခင်မှာရောက်ရှိလာတော့မှာပါ။ဒါကြောင့်ဒီရေကန်များကိုအချိန်မီထိန်းသိမ်းဖို့အတွက်တောင်ကြီးမြို့ခံများအပြင်တောင်ကြီးမြို့ကိုအကြောင်းမျိုးဖြင့်လာရောက်နေထိုင်သူများအားလုံးဝိုင်းဝန်းဆောက်ရှောက်ကြပါစို့လို့တိုက်တွန်းလိုက်ရပါတယ်